protein treatment ကကြတော့တစ်လဝန်းကျင်တော့ခံတယ်ဒါပေမဲ့ तू ကပျက်စီးသွားတာမျိုးမဟုတ်ဘူးငကိုဆန်သားလိုမျိုးပြန်ဖြစ်လာတာသူရဲ့ treatment ဆေးအချိန်ပြည့်သွားတဲ့အတွက်တလားတစ်ခါလာတော့မယ်တဘောပြောနောက်တစ်ခေါက်ကြာရင်တကယ်သဘောကျရဆိုရင်အဲ့လိုမျိုးအစင်းကိုသဘောကျရဆို protein treatment မလုပ်ဘဲနဲ့ rebounding လုပ်လို့ရတယ်အဲ့ဆို तू ကကြာအဲ့ဆင်းတော့မှာလား protein treatment လုပ်လိုက်အကောက်မကြံတော့ဆင်းတော့မှာဆင်းသွားလို့ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဖြောင်းဆင်းသွားတာမျိုးမဟုတ်ဘူးအကောက်တော့မရှိဘူးဒါပေမဲ့တဘာဝဖြောင်းတိုင်းသူကဖြစ်သွားမှာဟုတ်တယ်ဒါပေမဲ့သူ့နဲ့ကိုဆန်သားပြန်ဖြစ်လာပါလေအရင်နေကြည့်တဲ့သဘောမျိုးပေါ့ပြီးတော့စပင်6တာတွေညှိတာတွေသူကတက်တာတယ်ဆန်သားကတော့6တာအဲ့လိုဖြစ်ဟုတ်တယ်အဲ့လှုပ်လိုက်ရှင်ကြိုင်ရတဲ့အချိန်မှာကျွန်တော်မညှိတော့ဘူးလေဖြစ်မယ်အိလေးဖြစ်သွားတယ်ငကိုကောက်လဲမှဆိုလာတယ်အဲ့ဒါနဲ့တက်ရအောင်လုပ်ကြည့်မယ်လေနော်ဒီတော့ကာလာလေးချိန်တင်တယ်ဟလားဟုတ်တယ်ကာလာချိန်လိုက်ရင်ပို့ပြီးတော့ကောင်းတယ်အမြင်ထဲမှာလူကအရင်မပိန်တော့နည်းနည်းပြပြလေးဖြစ်သွားမယ်ပြီးရင်အသားရည်လည်းနဲ့ဆုပ်သွားမယ်ပုံစံလေးတော့ဖြစ်မယ်ပေါ့ဟုတ်နော်ဟုတ်လုပ်ကြည့် Okay ဒီမကိုမင်းကစိုးပေးမဲ့အရာပါလဲဆိုတော့မင်းလူမျိုးအရာဒါပေမဲ့မင်းကတော့ချွတ်ထားပြီပေါ့နော်မချွတ်တဲ့စပင်ပေါ်မှာတီအောင်စိုးမယ်ဆိုတော့ဘာဖြစ်မလဲဆိုတာဒီလိုလိုက်ကြည့်အောင်